ပါလေဆိုအများလာမေးလေးရှိတယ်မမရေညီမလေးတို့ကမမ skin care ရောင်းနေရဖြစ်တဲ့ညီမလေးတို့ကဘယ်လို skin care မျိုးကိုသုံးရမလဲလို့အများနဲ့လာမေးတယ်ပေါ့နော်ကိုစီကိုလာမေးတော့ကိုရောင်းနေတဲ့ skin care ပဲရောင်းလို့လိုက်မှာပေါ့နော်သဘောကိုပြပြတာပါဒါပေမဲ့မဟုတ်ပါဘူးskin care ဆိုတာကလူတိုင်းရဲ့ဒီလိုမျိုးပစ္စည်းတစ်ခုကို product တစ်ခုကိုထုတ်ထားတယ်ဆိုလို့ရှိရင်လူတိုင်းနဲ့ဒီ skin care ကတက်စင်မှာတက်မယ်90 100မှာ90လောက်တက်ပြီနဲ့10ရာခိုင်နှုန်းလောက်ကတက်စင်မှာတက်တော့အဲ့ဒီတော့ဘယ်လိုမျိုးရွေးရမလဲဆိုရင်ကိုယ့်အသားရည်နဲ့ကိုက်တဲ့ skin care ကိုရွေးပါအဲ့ဒါမှာ skin care ဆိုတာရေရှည်သုံးရတာဖြစ်တဲ့အတွက်ကြောင့်မို့ကိုယ့်အသားရည်နဲ့ like တဲ့ skin care ကိုယ့်ရဲ့မျက်နှာနဲ့ကိုယ့်ရဲ့ဒီပေါ့နော်အသားရည်နဲ့ဒီဥစ္စာနဲ့ကိုက်တဲ့ skin care မျိုးကိုရွေးချယ်ပြီးတော့သုံးပါဘယ် skin care သုံးအတူတူပဲလို့မထင်နဲ့တစ်ခုနဲ့တစ်ခုပေါ့နော် product တစ်မျိုးနဲ့တစ်မျိုးက ingredient တွေပါဝင်ပုံချင်းကမတူညီပါဘူးအဲ့ဒီတော့ကိုနဲ့ like ဖက်မဲ့ skin care ကိုနဲ့အသုံးဝင်မဲ့ skin care ကိုနဲ့ကိုက်ညီမဲ့ skin care မျိုးကိုရွေးချယ်ပြီးတော့သုံးပါအဲ့ဒါမှထိရောက်မှာပေါ့နော်ဘာလို့အဲ့လိုမျိုးပြောရတာလဲမမရေဆိုမမဆိုလို့ရှိရင်ဘာနဲ့တက်မတက်လဲကိုနဲ့တက်မတက်လဲကိုနဲ့တက်မတက်တဲ့ပစ္စည်းကိုတည်တယ်အဲ့ဒါကဘာနဲ့တက်မတက်တာလဲဆိုလို့ရှိရင်သူများတွေ100ရာခိုင်နှုန်း99ရာခိုင်နှုန်းလောက်တဲ့တယ်ရှားဆောင်လက်ပတ်သူများတွေအကုန်လုံးကတဲ့တယ်ခေါင်းလျှော်ရင်လည်းတဲ့တယ်ဒီကိုယ့်ရဲ့မျက်နှာမှာလိမ့်ရင်လည်းရှားဆောင်လက်ပတ်ကတဲ့တယ်တဘာဝပစ္စည်းဆိုပြီးတဲ့တယ်ဒါပေမဲ့မမနဲ့ကရှားဆောင်လက်ပတ်နဲ့လုံးဝမတဲ့ဘူးအဲ့ဒါလိမ့်လိုက်လို့ရှိရင်ဝက်ချန်တွေထွက်လာတာမျိုးတွေဖြစ်တယ်အဲ့ဒါဘာလို့လဲဆို100မှာ99ရာလောက်တဲ့ပြီးတော့100% အမမတဲ့တဲ့အထက်မှာရှားဆောင်လက်ပတ်ပါတယ်အဲ့တော့ရှားဆောင်လက်ပတ်နဲ့ထုတ်ထားတဲ့ပစ္စည်းတွေဆိုလို့ရှိရင်ခေါင်းလျှော်ရည်လည်းမသုံးဘူးမျက်နှာအတွက်လည်းမလိမ့်ဘူးဘာလို့လဲဆိုကိုယ်နဲ့မတဲ့လို့ရှားဆောင်လက်ပတ်နဲ့မတဲ့တော့ခါကျသူ့ရဲ့ထုတ်ကုန်ကြီးဆိုရင်များသောအားဖြင့်အမမသုံးတာများတယ်ပေါ့နော်အဲ့ဒါကိုယ်နဲ့မတဲ့တဲ့ပစ္စည်းကိုရွေးချယ်လိုက်တဲ့အခါကျရင်အချိန်ကုန်ပြီးတော့ဘယ်လိုပြောလဲငွေကုန်တာပဲဖတ်နေတယ်ကိုယ်နဲ့မှမတဲ့တာဘူးအဲ့တော့ရှောင်းနဲ့ရှားဆောင်လက်ပတ်ပစ္စည်းတွေဆိုရင်ခန္ဓာကိုယ်တော့လိမ့်ချင်လိမ့်ပဲလုံးဝမျက်နှာနဲ့ခေါင်းကိုတော့လုံးဝမလျှော်ဘူးတခြားနေရာတွေတက်နေတဲ့မျက်နှာမှာလုံးဝမတဲ့ဘူးအမကကြတော့မမက sensitive အသားရည် skin ပိုင်ရှင်ပေါ့အဲ့လို sensitive ဖြစ်ရတဲ့အကြောင်းရင်းကလည်းဗာလဲဆိုရင်ငယ်လေးကလေးကလုံးဝဒီစမ်းခွင်ကိုမလိမ့်ခဲ့လို့မလို့ဒီလိုမျိုးဖြစ်တာအဲ့တော့ sun cream ကိုမဖြစ်မနေအားရည်ကိုကဘလို့အသားရည်မျိုးဆိုတာလဲသိရမယ်ကိုနဲ့ဘလို့မျိုးပစ္စည်းတွေကလည်းလိုက်တယ်ဆိုတာလဲသိရမယ်ပေါ့နော်အဲ့ဒါမှဒီ skin care သုံးတာရေရှည်သုံးလို့အရင်ကောင်းတယ်အဲ့တော့ကိုနဲ့တဲ့တာကိုပဲရွေးသုံးပါဈေးကြီးတာဈေးနေတာတွေမလိုဘူးပေါ့နော်ကိုနဲ့အဆင်ပြေတဲ့ဟာဆိုဆွဲသုံးပစ္စည်းတစ်ခုကိုစမ်းကျင်မယ်ဆိုတက်စတာလေးတွေအရင်ဝယ်တော့တက်စတာသုံးပြီးလို့9ရက်နေမှာအနီးဘူးတွေစားဝတ်ချန်တွေပို့မထွက်ဘူးဆိုအဲ့ပစ္စည်းကကိုနဲ့တဲ့တယ်အဲ့လိုမျိုးမှမဟုတ်ဘူးဆိုမတဲ့ဘူးပေါ့နော်ထပ်ပြီးတော့အစ်စ်ဝယ်ပြီးသုံးပေါ့နော်အဲ့ဒါကဒီ skin care သုံးနည်းကိုပြောပြ